နာရူစီးပြီးတဲ့ကဟန်ဆိုင်လက်တင်ကေတာအမြန်ဆုံးသူ9ယောက်နာရူစီးပြီးတဲ့မှာဂျစုတွေကိုအသုံးပြုဖို့ဟန်ဆိုင်တွေကအရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်ဒါပေမဲ့နင်ဂျာတိုင်းဟန်ဆိုင်သုံးနိုင်တာချင်းတူပေမဲ့တချို့သူတွေကတော့မျက်စိနဲ့တောင်မလိုက်နိုင်တော့တဲ့အမြန်နှုံးနဲ့အသုံးပြုနိုင်ကြပါတယ်ဒီနေ့ဗီဒီယိုမှာတော့နာရူစီးပြီးတဲ့ကဟန်ဆိုင်ရဲ့အမြန်ဆုံးနဲ့အထူးကြုံဆုံးနင်ဂျာ9ယောက်ကို ranking လုပ်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်တော့နံပါတ်1နေရာမှာဘယ်သူရှိမလဲဆိုတာကိုဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ရအောင်ကျွန်တော်တို့ channel ထဲမှာနောက်ထပ်နာရူစီးပြီးတဲ့ကစိတ်ဝင်စားကြအကြောင်းအရာတွေနဲ့ဗီဒီယိုတွေကိုတင်ဆက်ပေးနေရကြောင်းဝင်ရောက်ကြည့်ရှုအားပေးလို့ရပါတယ်ဒါအပြင်ဗီဒီယိုလေးတွေကိုသဘောကျရဆိုရင်တော့ like and subscribe လုပ်ပေးသွားဖို့လည်းမမေ့ပါနဲ့အောင်ဗျဒါဆိုရင်တော့ပြန်ဆက်လိုက်ရအောင်နံပါတ်5ဟာကူနံပါတ်5နေရာမှာရှိတာကတော့ဟာကူပဲဖြစ်ပါတယ်နာရူဇလန်အစောပိုင်းမှာပါဝင်ခဲ့တဲ့ဟာကူဟာ100ဟန်ဆိုင်ကိုပထမဆုံးပြသခဲ့တဲ့ကာရိုက်တာတစ်ယောက်ဖြစ်ပါတယ်ပုံမှန်အားဖြင့်ဂျူစုတစ်ခုကိုအသုံးပြုဖို့လက်နက်ဖက်လုံးလိုအပ်ပေမဲ့ဟာကူကတော့လက်တစ်ဖက်ထဲနဲ့ဟန်ဆိုင်တွေပြုလုပ်နိုင်ခဲ့ပါတယ်ဟန်ဆိုင်စပီးအမြန်ဆုံးလို့မပြောနိုင်ပေမဲ့နာရူစီးပြီးမှာနီးစနစ်ပိုင်းဆိုင်ရာထူးချွန်မှုကြောင့်ဒီဗီဒီယိုမှာတော့နံပါတ်5နေရာဖြစ်ထားရပါတယ်နံပါတ်4ခါဂါရှိဟာတာကဲနံပါတ်4နေရာမှာတော့ကော်ပီနင်ဂျာလို့လူသိများတဲ့ခါဂါရှိပဲဖြစ်ပါတယ်ခါဂါရှိဟာရှာရင်းကန်ရဲ့အကူအညီနဲ့ရန်သူဂျစုတွေကိုကော်ပီလုံးနိုင်ရုံသာမကဟန်ဆိုင်တွေကိုလည်းမြန်ဆန်စွာလိုက်လံအသုံးပြုနိုင်ခဲ့ပါတယ်ဇာဘူဇာနဲ့တိုက်ခိုက်ခဲ့တဲ့အချိန်မှာ Water Dragon ဂျစုအတွက်လိုအပ်တဲ့ဟန်ဆိုင်44ခုကိုတပြိုင်တည်းကော်ပီလုပ်ပြီးအသုံးပြုခဲ့တဲ့ Sins ဟာခါဂါရှိရဲ့ဟန်ဆိုင်စပီကိုအကောင်းဆုံးဖော်ပြခဲ့တဲ့ Sins တစ်ခုလည်းဖြစ်ပါတယ်နံပါတ်3တိုဘီရာမာဆန်ဂျူနံပါတ်3နေရာမှာတော့ကိုနိုဟာရဲ့ဒုတိယမြောက်ဟိုကာကတိုဘီရာမာဆန်ဂျူပဲဖြစ်ပါတယ်တိုဘီရာမာဟာနာရူစီးပြီးတဲ့ကအတော်ဆုံး genius ninja တွေတဲကတယောက်အဖြစ်သတ်မှတ်ခံထားရသူဖြစ်ပါတယ်သူဟာ water style ဂျစုတွေကိုအချိန်တိုအတွင်းလှည့်မြစွာထုတ်သုံးနိုင်ခဲ့တယ်လို့ flying ranking technique ကိုကိုယ်တိုင်ဖန်တီးခဲ့တဲ့ paramission ninja တယောက်လည်းဖြစ်ပါတယ်ဗတ်တရန်ကျူမြင်မာမှုတုံ့ပြန်မှုနှုန်းမြန်ဆန်မှုနဲ့ဂျစုအသုံးပြုနိုင်စွမ်းနေကြောင်းတိုဘီရာမာဟာနာရူစီးပြီးတဲ့ကဟန်ဆိုင်ရဲ့ကျွမ်းကျင်ဆုံး ninja တွေထဲမှာအမြဲတမ်းထည့်သွင်းပြောဆိုခံရတဲ့သူတယောက်လည်းဖြစ်ပါတယ်နံပါတ်2မီနာတိုနာမီကာဆဲကဲနံပါတ်2တောင်ရောက်လို့လာပါပြီနံပါတ်2နေရာမှာတော့ Yellow Flash လို့နာမည်ကြီးတယ်၄ရက်မြောက်ဟိုကမီနာတိုနာမီကာဆဲပဲဖြစ်ပါတယ်မီနာတိုကိုလူအများစုက Flying Ranking Technique နဲ့တနေရာကနေတနေရာကိုချက်ချင်းရွှေ့ပြောင်းနိုင်တဲ့အချိန်ကြောင့် Yellow Flash လို့မှတ်မိကြပေမဲ့သူ့ရဲ့ Hand Sign Speed ကလည်းနာရူစီးပြီးထဲမှာထိပ်တန်းအဆင့်ရှိပါတယ်သရုပ်ထားမြောက်နေညာစစ်ပွဲအတွင်းမှာလက်တစ်ဖက်ဆုံးရှုံးထားတဲ့အခြေအနေမျိုးမှာတော့100 Hand Sign တွေကိုအလွန်နှိမ့်မြတ်စွာအသုံးပြုပြီးဂျူစုတွေကိုထုတ်သုံးနိုင်ခဲ့ပါတယ်ဒါကြောင့်မီနာတိုဟာနာရူစီးပြီးတဲ့ကစကေးပြေဆုံးနင်ဂျာတွေတဲကတယောက်လို့တောင်ပြောလို့ရပါတယ်နံပါတ်1အီတာချီဦးချီယာနောက်ဆုံးနံပါတ်1နေရာမှာတော့နာရူဖန်အများစုသတ်မှတ်ထားကြတယ်အီတာချီဦးချီယာပဲဖြစ်ပါတယ်အီတာချီရဲ့ဟန်ဆိုင်စပီကဘလောက်မြန်လဲဆိုရင်သူဟာအင်ဂျီလက်မောင်းအောင်နဲ့ခန္ဓာကိုယ်နောက်ွယ်ကနေဟန်ဆိုင်တွေကိုပြုတ်လုပ်ပြီးဂျူစုတွေကိုချက်ချင်းထုတ်သုံးနိုင်ခဲ့ပါတယ်ဒါကြောင့်နာရူစီးပြီးတစ်ခုလုံးကိုကြည့်မယ်ဆိုရင်ဟန်ဆိုင်စပီနဲ့ပတ်သက်ပြီးထင်ရှားဆုံးနာမည်ကတော့အီတာချီဦးချီယာပဲဖြစ်ပါတယ်ကဲဒါဆိုရင်အခုပြောပြသွားတယ်လက်တင်ကေတာအများဆုံးသုံးနိုင်တဲ့9ယောက်ထဲမှာဘယ်သူကိုအကြိုက်ဆုံးလဲဘယ်သူရဲ့အစွမ်းတွေကိုအကြိုက်ဆုံးလဲဆိုတာကို comment မှာပြောပြခဲ့ပါအောင်နော်နောက်ထပ်လည်းဒီလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာကြောင်းဗီဒီယိုလေးကိုသဘောကျရဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ဖို့လည်းမမေ့ပါနဲ့ဦးဗျဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ် see you ပါ